ဒီကိုကတော့ဘောလုံးလောကမှာအားလုံးကိုအငင်းပွားစေခဲ့တဲ့အထူးဆန်းဆုံးဂိုးတစ်ကိုပါဒီကစားသမားဟာခေါင်းတိုက်ပြီးအလှပဆုံးဂိုးတစ်ကိုသွင်းယူလိုက်နိုင်ပေမဲ့ထူးထူးဆန်းဆန်းပဲသူကတော့ဂိုးလွဲသွားပြီလို့ထင်ပြီးစိတ်ပြတ်စွာနဲ့ခေါင်းကိုကိုက်လိုက်ပါတယ်သူဟာဂိုးမဝင်ဘူးလို့ကိုထင်နေတာကြောင့်တကယ်ကိုစိတ်ပြတ်သွားခဲ့တာပါဒါပေမဲ့ရုတ်တရက်ဆိုသလိုသူ့ရဲ့အသင်းဖော်တွေကဂိုးဝင်သွားပြီဆိုတဲ့ပုံစံနဲ့သူ့စီကိုဝမ်းသာအားရပြေးလာကြပါတယ်ဒီခါမှာတော့ကစားသမားဟာဘာမှနားမလည်တော့ပဲကြောင်အန်းကြီးဖြစ်သွားခဲ့ရတာပေါ့အိမ်မက်မက်နေတယ်လို့မျိုးပါပဲဒီဖြစ်ရက်ကိုတေချာလေးပြန်ကြည့်လိုက်ရအောင်ဗျာသူဘောလုံးကိုခေါင်းတိုက်လိုက်တဲ့အချိန်မှာဘောလုံးကဂိုးပိုက်အပြင်ဘက်ကိုထွက်သွားတယ်လို့မျိုးမြင်လိုက်ရတာပါအစပိုင်းမှာတော့ဘာဖြစ်သွားမှန်းဘယ်သူမှနားမလည်ခဲ့ကြပါဘူးတစ်ဖက်အသင်းသားတွေရောဂိုးသမားရောဂိုးသွင်းတဲ့ကစားသမားကိုယ်တိုင်နဲ့သူ့အသင်းဖော်တွေပါဘာဖြစ်မှန်းမသိခဲ့ကြတာပါဒိုင်လူကြီးတောင်မှခဏတော့ဝေခွဲမရဖြစ်သွားခဲ့ပါသေးတယ်ဒါပေမဲ့နေပြကတော့ထူးခြားတာတစ်ခုခုကိုသတိထားမိလိုက်ပြီးစီးချက်တိုင်ကိုအချက်ပြတ်ခဲ့ပါတယ်ပွဲကိုပြန်မဆခင်လေးမှာပဲတစ်ဖက်အသင်းသားတချို့ကဂိုးပိုက်ကိုတွားစစ်ဆေးကြည့်လိုက်တဲ့အခါမယုံနိုင်စရာကောင်းတာတစ်ခုကိုတွေ့လိုက်ရပါတော့တယ်အဲ့ဒါကတော့ဂိုးပိုက်မှာအပေါက်ကြီးတစ်ခုဖြစ်နေတာပါပဲအဲ့ဒီအပေါက်ကနေဘောလုံးကဂိုးထဲကိုဘယ်လိုရောက်သွားလဲဆိုတာရှင်းပြဖို့လုံလောက်နေခဲ့ပါပြီဒါကြောင့်တစ်ဖက်အသင်းသားတွေကဒိုင်လူကြီးကိုချက်ချင်းပဲကန့်ကွက်ခဲ့ကြပေမဲ့ဒိုင်လူကြီးကတော့ဒီဂိုးကိုအတီးပြုတ်ပေးလိုက်ပါတော့တယ်ဗျာခင်ဗျားတို့ရောဒီဂိုးဟာပေးတင်တယ်လို့ထင်လားဆိုတာမတ်မှာအမြင်လေးရေးသွားပေးကြပါအောင်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဘောလုံးလောကရဲ့အခိုက်အတန့်ဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမလို့အကောင့်လေးကို follow လုပ်ပြီးအသေးလေးပေးသွားပါအောင်နော်